အမပြောတာကလေဘင်းပပတ်လေကိုတိုင်းလိုက်လေဘင်းပပတ်လေတိုင်းပြီးတော့14ရတယ်မလားနော်14ရတယ်ဆိုရင်အမတို့အဲ့14ကို6နဲ့စားလိုက်မယ်နော်6နဲ့စားလိုက်ရင်နော်အမဖုန်းထဲမှာကက်ကူလေတာပါတယ်စားလိုက်6နဲ့စားပြီးတော့အဲ့မှာဘယ်လိုပေါ်လာမလဲဆိုရင်2.3333ဆိုပြီးတော့အများကြီးပေါ်လာလိုက်အဲ့ဒီအချိန်မှာရှေ့ဆုံးနှလုံးကိုပဲအမတို့ကယူမယ်နော်2.3အဲ့2.3ကိုယူမယ်ဆိုရင်ဒီ2.3ကမတို့ရဲ့လေဘင်းဒီပခုံးဆွဲလိုက်လေဘင်းဒါ2.3ပေါ့ဥပမာဟုတ်လား2.3ဘေးအကျယ်တန်မှုရမယ်နော်အဲ့ဒီမှာမတို့ကကော်လန်တက်မယ်ဆိုရင်မတို့ကတက်လက်မှတက်ပေးရမယ်ပခုံးဟုတ်လားအပိမတို့ကဘာလုပ်မလဲပြပြလေး6စိတ်သို့မဟုတ်တက်လက်မှဘာလုပ်မလဲဒဲမင်းဖောက်ပေးရမယ်နော်ဒီသဘောတရားကိုပြောတာပြီးတော့ရှေ့ချမ်းမှာကြတော့မတို့ကအဲ့2.3ကို9မှုပေါင်းလိုက်တယ်ဆိုရင်2. ဟောပေါ့2လက်မနဲ့9စိတ်ရမှာပေါ့နော်2လက်မ9စိတ်ဆိုတော့3လက်မပြည့်ဖို့ကတစ်စိတ်ပဲလိုတဲ့အတွက်3လက်မပဲထားပါတော့ကဲနော်အဲ့ဆိုရင်ဒီပခုံးကတက်လက်မတက်ထားပြီနော်ဒါနောက်ချမ်းပခုံးအဲ့ရှေ့ချမ်းပခုံးကိုကြတော့မှဒီပခုံးကနေပြီးဘာလုပ်မလဲ3လက်မဖောက်ပေးရမှာမှပြောသဘောပေါက်လားအဲ့ 2.3 ကိုမတို့က9မှုပေါင်းရင်ရှင်းလဲပြီးအကြရမယ်နော်ရှင်းပြီနော်ညီမလေးစိတ်တိုင်းဟုတ်ပါဘူးအဆင်ပြေပါစေနော်